ambassador ကို unboxing လုပ်ပါမယ်ဟောဖောက်တီးရတော့မြင်တဲ့အတိုင်းပါပဲစိတ်ထဲမှာဖြစ်များဖြစ်ပါမလားလို့တွေးနေရတော်သေးတယ်ဖြစ်သွားလို့ဒီနာအဟိုင်လည်းပြေးလာတယ်မကြည့်အောင်မပြေးလာဒီဘက်ဒီမှာလည်းပြေးလာတယ်ရှေ့ပိုင်းလေးထိရဆိုတော်သေးတယ်ဘီနာအဟိုင်ကအကုန်ပြေးရသွားတယ်စောက်တီးရတော့တော်သေးတယ်ကောင်းလို့အဲ့ဒီဖောက်ပြေးတာကိုတိုက်ကဘယ်လိုပြင်မလဲတော့မသိဘူးပေါ့နော်ဒီလိုက်တော့အလှလေးအဲ့ဒီဘုံမကလေးလာဗန်ဒါလေးဖြစ်လို့ရှင်တော့ပိုကောင်းမယ်လို့ထင်တယ်။ကျွန်တော်ဟာရအကလုံးအစင်ကြီးလိုက်လုံးအောင်ရှင်းဆိုးနေရတယ်။ခေအင်းအပ်ဒီရလည်းလုံးဝအလှလေးအခုပေါ့နော်ဆာရက်ကလေးအရင်ပျော့လုံးနေရင်ဝဲဆောက်ကြီးထက်တိတ်တော့မကြိုက်ဘူးပေါ့နော်ဒါပေမဲ့လည်းကိုကလိုချင်နေရဆိုတော့လေ